mindful ဆရာတော်ထုတ်ပေါ်ဟောကြားခဲ့တဲ့ကဘာကြီးကလှုပ်ခတ်စေနိုင်တဲ့နဂါးကြီးရဲ့ဆိုကြရန်ကုန်မြို့မှာအလင်းတန်တဲ့ဒေသတွေအတွက်ကုညီထောက်ပံ့ရေးလူခီးစဉ်နဲ့ရောက်ရှိနေတဲ့ mindful ဆရာတော်ကတရားပွဲတစ်ခုမှာထူးဆန်းတဲ့တဘာဝဖြစ်စဉ်တစ်ခုအကြောင်းကိုရှင်းလင်းဟောကြားခဲ့ပါတယ်။မိုင်ပေါင်း3000အရှိရှိရဲ့နဂါးကြီးကလှန်လိုက်တဲ့အခါမှာနီးကလေးလှုပ်ချင်းချပေါ်လာရတယ်လို့ဆရာတော်ကဘာသာပြန်ဆရာတော်တို့မှတစ်စင်ကြောကြားခဲ့ရဖြစ်ပါတယ်။ဆရာတော်ရဲ့အဆိုအရပြောရမယ်ဆိုရင်ဒီနဂါးကြီးရဲ့လှုပ်ရှားမှုကြောင့်ကဘာမြေကြီးကတုံးလို့ပြီးတော့ငလင်နှက်ဖြစ်ပေါ်လာစေနိုင်ပြီဟုဆိုပါတယ်။ဒီအချက်ကြောင့်ရှင်းနမအယူဆများနဲ့ဆက်ဆက်နေပြီးဘာဝဘေးရန်တဲ့ညကိုတန်တာရီသာတိုးတော်များနဲ့ချိတ်ဆက်ရှင်းလင်းခြင်းဖြစ်နိုင်ပါတယ်။ဆရာတော်ကငလင်ကြောင့်ထိခိုက်သူများအတွက်မေတ္တာပို့တာပြီးရင်ကုညီပံ့ပိုးမှုများဆောင်ရွက်နေပြီးတော့ဤကဲ့သို့သောအကြောင်းအရာများကိုလူထုဟာတတိပိန်လို့ဆိုလေရှိပါတယ်။ဒီဟောကြားချက်ကလူမှုကွန်ရက်ပေါ်မှာအငင်းပွားမှုတွေနဲ့စိတ်ဝင်စားမှုများဖြစ်ပေါ်စေပြီးတော့အကျုပ်ကတော့ရည်ကြည်မှုသဘောတရားအနေအဖြစ်လက်ခံကြပြီးတချို့ကတော့သိပ္ပံနေကြရှင်းလင်းချက်တွေနဲ့အန့်ရှင်ဆွေးနွေးလေးရရှိပါတယ်။သိမြင်ရောဒီငလင်တွေရဲ့နောက်ွယ်မှာတကယ်ပဲအကားတွေရှိနေတာလား။ကုန်းမဲ့မှာဆွေးနွေးကြအောင်